ကမ္ဘာအချမ်းသာဆုံးအသင်း5တင်းစင်ကိုပေါ်ပြပေးလိုက်ပါတယ် နံပါတ်1အသင်းဟာ American စီးပွားရေးရဲ့ငွေကြီးပုံမှုကျွဲသွားပါတယ်နံပါတ်5 Manchester City ခန့်မှန်းကြေးတန်ဖိုး$9.3 ဘီလီယံခန့်ရှိပါတယ်အာဘူဒါဘီရဲ့ကြောထောက်နောက်ခံတဲ့ City ဟာကြီးမားတဲ့ယင်းနှိမ့်မြုပ်နှံမှုတွေနဲ့အင်္ဂလိပ်ဘောလုံးကိုလွှမ်းမိုးထားတဲ့ဘောလုံး Empire တစ်ခုကိုတည်ဆောက်ခဲ့ပြီးအောင်မြင်မှုကိုစူဖလားတွေကနေတဆင့်ငွေကြေးဖိပြောင်းလဲနိုင်ခဲ့ပါတယ်နံပါတ်4 Liverpool အသင်းခန့်မှန်းကြေးတန်ဖိုး$9.4 ဘီလီယံခန့်ရှိပါတယ်ကမ္ဘာပေါ်မှာစိတ်အားတထန်ဆုံးပရိသတ်အခြေခံတစ်ခုချန်ပီယံလိအောင်မြင်မှုနဲ့ကြီးမားတဲ့စီးပွားရေးသဘောတူညီမှုတွေနဲ့အတူနံပါတ်3 FC Barcelona ခန့်မှန်းကြေးတန်ဖိုး$9.6 ဘီလီယံခန့်ရှိပါတယ်ငွေကြေးခက်ခဲပြီးကြုံတွေ့တဲ့နောက်မှာတောင်သူတို့ရဲ့ကမ္ဘာလုံးဆိုင်ရာအမှတ်30တမိုင်းကျောင်းနဲ့ကျဲပွင့်အင်အားကသူတို့ကိုဘောလုံးလောကမှာအချမ်းသာဆုံးအသင်းတွေထဲမှာပါဝင်စေပါတယ်နံပါတ်2 Manchester United $6.5 ကနေ$6.6 ဘီလီယံခန့်တန်ဖိုးရှိပါတယ်အကြသိန်းငယ်မှာကွင်းထဲမှာလွှမ်းမိုးမှုမရှိခဲ့ပေမဲ့သူတို့ရဲ့ကမ္ဘာလုံးဆိုင်ရာပရိသတ်အခြေခံနဲ့စီးပွားရေးအင်အားကသူတို့ကိုဗန်ဒါရေးအင်အားနိုင်တာတစ်ခုဖြစ်စေပါတယ်နံပါတ်3ဒီအသင်းတွေအားလုံးထပ်ပေါင်းပိုတန်ဖိုးရှိတဲ့ကလပ်အသင်းတစ်ခုရှိပါတယ်ဥရောပလွှမ်းမိုးမှုကမ္ဘာလုံးလွှမ်းမိုးမှုနဲ့ဆယ်စုနှစ်များစွာအောင်မြင်မှုတွေပေါ်အခြေခံထားတဲ့ကလပ်အသင်းတစ်ခုပါသူတို့ဘယ်သူတွေလဲဆိုတာသင်သိပြီးသားပါမှတ်ချက်တွေမှာမန်ရှင်းရေးခဲ့ပါဦး